ကန်ဆိုတယောက်သူ့ကိုယ်သူမထိန်နိုင်ပဲဝိုင်နွဲကိုကငုံတဲနဲ့အကုန်မော့ချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာစမိုင်းရက်တိုင်တိုင်နှစ်ချိုက်စွာအိပ်ပျော်သွားခဲ့ပါတယ်။သူနိုးလာပြီးရွာထဲကိုသွားတဲ့အခါမှာတော့စစ်ပွဲကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဂန်မော့ကသူ့ကိုယ်စားစစ်မြေပြင်ကိုထွက်သွားခဲ့တာပါ။သူအိမ်ပြန်ရောက်လို့ကျမ်းမြင့်ပေါ်မှာလဲလျောင်းနေတဲ့ဒဲရွှေကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာအားအင်တွေအလွန်အမင်းတက်ကြွနေတာကိုအံ့တော်ဖွယ်တွေ့လိုက်ရပါတယ်။အဲ့ဒီခန္ဓာကိုယ်ထဲကအားအင်တွေကိုထုတ်ဖြစ်ဖို့အတွက်သူဟာဝင်းထဲကိုသွားပြီးထင်းတွေကိုတိတ်နဲ့ရောတညရောမနာတမ်းပေါက်ခဲ့ပါတယ်။မောလွန်လို့မြစ်နားကိုရေသွားတောက်တဲ့အခါမှာလေမြစ်တစ်ခုလုံးကိုမတော်စားအကုန်တောက်ချလိုက်ပါတော့တယ်။တောင်ကုန်းပေါ်ကတောင်အုပ်ဆရာကြီးဟာတောင်ပေါ်မှာမီးလောင်နေလာကိုမြင်လိုက်ပါတယ်။သူကအဲ့ဒီတောင်မီးကိုငိမ့်တတ်ဖို့အတွက်စီးသွားပြီးငိမ့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတည်းဂန်းဆိုးရောက်လာပြီးရေအမြောက်ကြီးနဲ့ပြစ်ထုတ်လိုက်တယ်လို့မျိုးအားနဲ့ပန်းထုတ်လိုက်ပါတော့တယ်။ရွာသားတွေလည်းဘီကင်းသွားကြပေမဲ့အဲ့ဒီရေကတော့နည်းနည်းတော့အနက်နန်နေတာပေါ့။အဲ့ဒီရေအချိန်အောင်ကရေသခွန်းကိုတောင်ကျိုးပြစ်သွားစေပြီးနေမင်းကြီးကိုတောင်ငိမ့်ပတ်နိုင်လောက်တဲ့အထိပြင်းထန်လာပါတယ်။ကဲတင်ချင်းခံလိုက်ရတဲ့မင်းသမီးလေးကလည်းသူ့ရဲ့ကဲတင်ရှင်ကိုမြင်ရအောင်မှန်ပြောင်းနဲ့ကြည့်ရှုခဲ့ပါတယ်။အရက်ဆိုင်ကအမျိုးသမီးကလည်းခန်းဆိုးရဲ့လောက်ရက်ကိုမြင်တွေ့သွားခဲ့ပြီးခန်းဆိုးကတော့ခန့်ညတဲ့ကြောပင်ကြီးကိုပဲခြံထားခဲ့ပြီးထွက်ခွာသွားမှာတော့လေဒီဖြစ်ရက်ပြီးနောက်မှာတော့ရွာထဲကအမျိုးသမီးတွေဟာဒီအကြောင်းကိုပဲတပြောပြောဖြစ်နေကြပါတယ်သူတို့ကိုယ်တိုင်မျက်မြင်မတွေ့ခဲ့ရပြီးမဲ့သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကပစ္စည်းဟာဘလောက်တောင်ရှည်မလဲဆိုတာကိုခံမှန်းပြောဆိုနေကြတာပါဒါကြောင့်လဲသူတို့ဟာမျက်မြင်တွေ့ခဲ့တဲ့အရက်ဆိုင်ပိုင်ရှင်ရဲ့ဇနီးစီကိုတွားရောက်မေးမြန်းခဲ့ကြပါတယ်။ဆိုင်ရှင်ကတော့ကငါးကောင်းတစ်လုံးကိုလက်နဲ့ကောက်ကိုင်းပြပြီးဒါဟာအရှိတ်အဖျားပိုင်းလေးတင်ရှိသေးတာလို့ပြောလိုက်တဲ့အခါလူအုပ်ကြီးဟာမျက်လုံးအဖြူသားဖြစ်သွားခဲ့ကြပါတယ်။ညနေဆောင်မှာတော့ခန်းဆိုးဟာလက်နက်တစ်ကိုဘလို့သုံးရမလဲဆိုတာသင်ယူခြင်းတာကြောင့်ပိုက်ကြော်ချင်းကစားသလိုမျိုးလေ့ကျင့်ခန်းလုပ်နေခဲ့ပါတယ်။လူသစုကလည်းသူ့ရဲ့အရှိကိုတိကျင်တာကြောင့်သူအိမ်ခေါင်မိုးပေါ်မှာစုယုံနေခဲ့ကြပါတယ်။ခန်းဆိုးကတော့ခေါင်မိုးပေါ်ကလူတွေကိုမမြင်ပဲသူ့ဘာသာသူလေ့ကျင့်နေခဲ့တာပါ။အခုဆိုရင်လူတော်များများဟာအံ့တော်မွင်တပ်ပြီးပါဆက်တွေတောင်အဟောင်းသားဖြစ်ကုန်ကြပါပြီ။ခန်းဆိုးလေ့ကျင့်လုပ်ပြီးပါတဲ့ခါမှာတော့သူဟာမုံတွေဆက်လုပ်ပါတော့တယ်။မုံလုပ်တဲ့အခါထွေပေါ်လာတဲ့ခန့်ညားထေဝါလာတဲ့အတန်းတွေကြောင့်ရွာထဲကအမျိုးသမီးတွေဟာညာဘက်မှာအိမ်မပျော်နိုင်ပဲဖြစ်နေကြပါတယ်။သူတို့ဟာရွာလေကွင်းပြင်ထဲကိုတယောက်ပြီးတယောက်စုယုံလာကြပြီးအဲ့ဒီအတန်းနဲ့အတူကခုန်ခဲ့ကြပါတယ်။ခန်းဆိုးရဲ့နောက်ဆုံးပြင်းထန်တွေထူးရိုက်ချက်အောင်မှာတော့လူအချို့ဟာလက်မင်းကြီးစီကိုတောင်တိုက်ရိုက်လွန်းစင်ကခုန်သွားကြပါတော့တယ်။အဆက်လေးတွေတင်သွားပေးဦးမှာမို့လို့အကောင့်ကို follow ထားဖို့မမေ့နဲ့နော်။